အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Diamond Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်စကားလေးကတော့တွေ့တဲ့ယောက်ျားနဲ့အမြဲအိတ်နေတဲ့မိန်းကလေးတယောက်အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ Deep Writer ဆိုတဲ့စကားကောင်းလေးပဲဖြစ်ပါတယ်စကားရဲ့အစမှာဝီထိုဆိုတဲ့ကောင်းလေးကမနေ့ကင်းတော်ထဲမှာစပင်းစီပီလေ့ကျင့်ခန်းလုပ်နေရင်ကနေအင်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တော့အဝတ်လဲဖို့အတွက်အင်ဂျီချွတ်နေတဲ့အချိန်မှာသူ့စနီးတဲ့မီလင်ဒါကလေကားထစ်ပေါ်မှာထိုင်နေပြီးသူ့ကိုစောက်ကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဝီထိုကဘာဖြစ်လို့စိုက်ကြည့်နေရတယ်လဲလို့သူမကိုမေးတော့ဘာမှမဖြစ်ဘူးလို့ပြန်ဖြေပြီးအိမ်ပေါ်ကိုတက်သွားခဲ့ပါတယ်ဝီထိုတို့မှာချစ်စရာကောင်းတဲ့သမီးတစ်ယောက်ရှိပြီးညရောက်တော့ဇနီးမောင်နှံတစ်ယောက်ပါတီပွဲသွားဖို့တဲ့အစင်တင်ပြနေကြပြီးမီလင်ဒါကသူ့ယောက်ျားကိုအင်ဂျီဝတ်ဖို့အကူအညီတောင်းခဲ့ပါတယ်ဝီထိုကသူမိမကိုအရန်ပြုစိုက်ပေးတာကြောင့်သူမရဲ့ဖက်နှက်ကိုလည်းဝတ်ဆင်ပေးပြီးမီလင်ဒါကိုအရန်ချစ်ကြောင်းပြသနေခဲ့ပါတယ်နောက်တော့သူတို့နှစ်ယောက်လည်းသမီးကိုကလေးထိန်းနဲ့ထားခဲ့ပြီးပါတီပွဲကိုထွက်ခွာသွားလိုက်ကြပါတယ်ပါတီပွဲရောက်တော့သူတို့နှစ်ယောက်လည်းတငယ်ချင်းတွေနဲ့စကားပြောနေကြပြီးအတူတူတောက်ရင်မီလင်ဒါကသူတို့တငယ်ချင်းဂျွတ်ကိုတွေ့တော့မဆိုင်မသွားပဲကြွတ်သွားနှုတ်ဆက်ကဒေါက်တနီယာကိုခေါ်သွားပြီးတိတ်တိတ်ဆိတ်ဆိတ်နန်းနေခဲ့ကြပါတယ်ဗီတိုကဖြစ်ပျက်နေတာကိုသတိထားမိပေမဲ့ဘာမှမပြောဘဲကြည့်နေခဲ့ပြီးမီလင်ဒါကတော့သူ့ယောက်ျားကိုဂယုံဆိုင်ပဲဆက်နန်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဗီတိုရဲ့တငယ်ချင်းမင်းကလေးတယောက်ကရောက်လာပြီးသူတို့နှစ်ယောက်ရဲ့အိမ်ခေါင်ရေးကိုစိုးရိမ်ကြောင်းပြောပြကဝီထိုကတော့ဘာမှစိတ်မပူပဲသူ့မိန်းမကိုအမျက်အလိုလိုက်ကြောင်းပြန်ပြောလိုက်ပါတယ်ခဏကြာတော့မီလင်ဒါကစန်ဒီယာကိုတီးနေတဲ့အချိန်မှာဂျွတ်ကဝီထိုစီသွားပြီးမီလင်ဒါကိုတွေ့ခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းဝီထိုကိုပြောလိုက်ပါတယ်။နေရောက်တဲ့စကားပြောနေရင်ဝီထိုကမီလင်ဒါရဲ့ရီစာဟောင်းဖြစ်သူမာတင်ဟာဘုံဖောက်ခွဲခဲ့တုန်းကဆုံးပါသွားခဲ့ပြီးမီလင်ဒါကိုအရန်ချစ်တာကြောင့်မာတင်တေဆုံးမှုကသူ့လောက်တာလို့ဂျွတ်ပြောပြလိုက်ပါတယ်။အစပိုင်းမှာဂျွတ်ကဝီထိုကိုတိတ်မယုံပဲမူဘီရှော့ပြောတယ်လို့ထင်ကဝီထိုရဲ့အပြုတ်အမူကိုရိပ်မိတာကြောင့်အမှန်တိုင်းပြောနေမှန်းသိတော့ဂျော့စ်ကစိတ်မသက်မသာဖြစ်ပြီးပါတီပွဲကနေရုတ်တရက်ပဲထွက်သွားလိုက်ပါတယ်။နောက်တော့သူတို့နှစ်ယောက်လည်းအိမ်ပြန်ဖို့လုပ်နေတဲ့အချိန်မှာမီလင်ဒါကဂျော့စ်ကိုဘာတွေပြောခဲ့တယ်လဲလို့ဝီထိုကိုမေးတော့ဝီထိုကဘာမှမပြောဘဲအိမ်ပြန်လိုက်ကြပါတယ်။အိမ်ရောက်တော့မီလင်ဒါကသူ့အိမ်ကြီးကိုချုပ်ပြီးမိဖို့ချောင်ထဲဝင်သွားကဝီထိုကတော့သူ့သမီးကိုစိတ်ပူလို့ကလေးထင်းကိုသွားတွေ့ပြီးနောက်ကျမှပြန်လာရတဲ့အတွက်ကြောင့်တောင်းပန်ပြီးပြောနေခဲ့ပါတယ်။ခဏကြာတော့ဝီထိုကသူတို့မှသမီးရှိနေတာကြောင့်မိသားစုကိုတံဖိုးထားပြီးမဖောက်ပြန်ဖို့မီလင်ဒါကိုပြောခဲ့ပေမဲ့သူမကတော့ဝီထိုရဲ့စကားကိုအရင်မထားဘဲပြုမှုနေခဲ့တဲ့ကြောင့်ဝီထိုလည်းဝမ်းနည်းနေခဲ့ပါတယ်။နောက်ရက်ရောက်တော့ဝီထိုကသူ့သမီးကိုចောင်းသွားဖို့ပေးကចောင်းရောက်တော့ဝီထိုကသူ့တငယ်ချင်းတယောက်နဲ့စကားပြောနေပြီးသူတငယ်ချင်းကမီတင်တေဆုံးမှုမှာမင်းတက်ခဲ့တာတကယ်ပဲလားလို့ဝီထိုကိုမေးလိုက်ပါတယ်။ဝီထိုကအမှန်တကယ်မဟုတ်ပဲဂျော့စ်ကိုမီလင်ဒါနဲ့အတူမရှိစေချင်တဲ့ကြောင့်လိန်ပြီးပြောခဲ့တယ်လို့ပြန်ပြောလိုက်ပါတယ်။ဝီထိုလည်းဘယ်နေရာပဲသွားလူတွေကသူ့ကိုအဲ့ဒီအကြောင်းပဲမေးပြီးဝီထိုကတော့သူလိန်ပြီးပြောခဲ့တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အိမ်ရောက်တော့မလင်ဒါကမန်တင်ဟာသူ့ရဲ့တငယ်ချင်းကောင်းဖြစ်ပြီးဂျော့စ်ကိုလိန်ပြီးပြောတာကသူ့ရဲ့တငယ်ချင်းကောင်းကိုစော်ကားရကြတဲ့အတွက်ဗီတိုကိုစိတ်တူနေခဲ့ပြီးဂျော့စ်ကိုပြန်တောင်းပန်ဖို့တောက်ကြနေမှာသမင်းပိတ်ကျွေးထားတယ်လို့ပြောလိုက်ပါတယ်။တောက်ကြနေရောက်တော့ဂျော့စ်ကအင်ကိုရောက်လာခဲ့ပြီးဗီတိုကသူ့ကိုနှွေးထွေးစွာနှုတ်ဆက်ပေမဲ့ဂျော့စ်ကစိတ်လှုပ်ရှားနေခဲ့ပါတယ်။နောက်တော့သမင်းစားနေရင်စကားတွေပြောနေကြပြီးဂျော့စ်လည်းနောက်နေ့ကျမဂစီကိုထွက်သွားရတော့မယ့်အကြောင်းကိုသူတို့ကိုပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမီလင်ဒါကသူတို့ရဲ့သမီးကိုအိတ်ခိုင်းဖို့အတွက်ဝီထိုကိုပုံပြင်သွားပြောပြခိုင်းလိုက်ပြီးဝီထိုလည်းသူ့သမီးကိုအိတ်ရဝင်ပုံပြင်ပြောပြနေရင်ဂျော့စ်အင်္ဂလာလေတာကိုတိတ်မကြိုက်ကြောင်းသူ့သမီးကိုပြောပြလိုက်ပါတယ်။ပုံပြင်ပြောပြတဲ့နောက်ဝီထိုကထွက်လာပြီးဂျော့စ်နဲ့သူ့မိန်းမရီချိုးခမ်းမှာမူစကိုဒူးနေတာကိုတွေ့သွားခဲ့ပေမဲ့မနှောက်ယှက်ပဲကြည်နေခဲ့ပါတယ်။နောက်တော့မီလင်ဒါကသူတို့အရက်တောက်ဖို့အတွက်ဝီထိုကိုပြင်ဆင်ခိုင်းလိုက်ပြီးဝီထိုလည်းပြင်ဆင်ပေးနေရင်မာတင်ကိုသူမတက်ခဲ့ပဲစခဲ့ကြောင်းပြန်တောင်းပန်လိုက်ပါတယ်။ဂျော့စ်လည်းဝီထိုပြောတာကိုမယုံမဲမာတင်ကိုသူနဲ့သူတက်ခဲ့တဲ့အကြောင်းကိုသူသိခဲ့ပြီးဖြစ်ကြောင်းဝီထိုကိုပြန်ပြောတော့ဝီထိုလည်းအခုအချိန်ကပြန်ဖို့အချိန်တန်ပြီလို့ဂျော့စ်ကိုပြောလိုက်ပါတယ်။ရက်အနေငယ်ကြတော့သူတို့မိသားစုလည်းပါတီတက်ရန်ဆောင်နေပြီးပါတီပွဲရောက်တော့ဒွန်ဝဲဆွန်အမည်ရှိစံညွှန်းရေးဆရာတူနဲ့သူစနီးဖြစ်သူကယ်လီတို့နဲ့တွေ့ဆုံကြပြီးသူတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုဆွေးနွေးပြီးတဲ့နောက်မစတာဒွန်ကမတ်တရားတက်ခံရမှုနဲ့ပတ်သက်ကြောင်းဝီထိုကိုမေးမြန်းခဲ့ပါတယ်။ဝီထိုလည်းသူလူတိုင်းကိုပြောပြခဲ့သလိုပဲထက်ကတလဲလဲပြောပြပြီးဝီထိုကသူနဲ့သူကမလားလို့ခေလီကိုမေးမြန်းကမလင်တာကိုတဝင်းတောင်းလုပ်လိုက်ပါတယ်
အိမ်ပြန်ချိန်ရောက်တော့မီလင်ဒါကခီလီနဲ့အတူကတာလိုက်ဖက်ကြောင်းပြောလိုက်ပါတယ်။နောက်နေ့မှာဝီတိုနဲ့မလင်ဒါတို့လည်းအကြောင်းမှသူတို့ရဲ့သမီးရဲ့တန်းဖော်များနဲ့ဆော့ကစားနေတာကိုကြည့်နေရင်ရုတ်တရက်ဝီတိုကိုမလင်ဒါအကောင့်မှစန်ဒေးယားဆရာချာလီကဒေါ်လာ3000ဖြင့်အယောင်းအဝယ်ပြုလုပ်ခဲ့ကြောင်းဘဏ်ကနေဖုန်းခေါ်ဆိုမှုတစ်ခုရခဲ့ပါတယ်။နောက်တော့ချာလီရှိတဲ့စားတောက်ဆိုင်ကိုမလင်ဒါကရောက်ရှိလာပြီးချာလီစန်ဒီယာတီးနေတာကိုပြုံးပြီးကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းဝီတိုကမလင်ဒါချာလီနဲ့သူ့နောက်ကွယ်မှာဖောက်ပြန်နေတာကိုတီးနေခဲ့ပြီးအဲ့ဒီညမှာလည်းမလင်ဒါအိမ်ပြန်လာတာနောက်ကျခဲ့ပါတယ်။တနေ့တော့ဝီတိုလည်းသူ့သမီးကိုကြောင်းသွားကြိုတဲ့အချိန်မှာချာလီပန်းစီကင်ပြီးသွားနေတာကိုတွေ့သွားပြီးအိမ်ပြန်ရောက်တော့စပွဲခုံပေါ်မှာသူမြင်ခဲ့တဲ့ပန်းစီရောက်နေတာကိုသတိထားမိလိုက်ပါတယ်။နောက်တော့ဝီတိုလည်းအဲ့ဒီပန်းစီကိုအမိုက်ပုံထဲလွန်ပြစ်လိုက်ပြီးအဲ့ဒီညမှာလည်းမလင်ဒါအိမ်ပြန်မလာပဲချာလီနဲ့အချိန်ကုန်ဆုံးခဲ့ပါတယ်။မနေ့ရောက်တော့မလင်ဒါကအိမ်ပြန်လာပြီးဝီတိုလည်းသူတို့သမီးဖျားနေတာကိုပြောပြတော့သူမနဲ့မဆိုင်ပဲသူ့သမီးကဝီတိုနဲ့ပဲဆိုင်တယ်လို့ပြောပြီးသူ့ယောက်ျားကိုအာမနာပဲမင်းညကချာလီနဲ့အချိန်ကုန်ခဲ့တဲ့အကြောင်းကိုလည်းဝီတိုကိုပြောပြလိုက်ပါတယ်။ရန်အနေငယ်အကြမှာတော့မိသားစုတစုလုံးသူတို့ရဲ့တငယ်ချင်းအိမ်မှာကျင်းပတဲ့ကျော်ပွဲကိုတက်ရောက်ခဲ့ကြပြီးအားလုံးကပျော်နေတဲ့အချိန်မှာချာလီလည်းအဲ့ဒီပွဲကိုရောက်လာတာကိုဝီတိုလည်းတွေ့လိုက်ရပါတယ်။နောက်တော့မီလင်ဒါကချာလီစီသွားပြီးဝီတိုနဲ့တွေ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဝီတိုလည်းစန်ဒီယာဆရာချာလီနဲ့စကားပြောနေကြပြီးသူတို့နှစ်ယောက်ကြားဆက်ဆံရေးကိုအကဲခတ်နေခဲ့ကြပါတယ်။ညရောက်တော့မီလင်ဒါနဲ့ချာလီတို့နှစ်ယောက်ကရေကူးကမှအတူတူကိုးနေတာကိုဝီတိုကထိုင်ကြည့်နေခဲ့ပြီးခဏနေတော့မိုးကရွာလာပြီးလူတိုင်းကအိမ်ထဲဝင်ခဲ့ပေမဲ့ဝီတိုနဲ့ချာလီကမဝင်ပဲရေကူးကမှဆက်နေခဲ့ပါတယ်။ခဏကြာတော့ဝီတိုကအခြားတငယ်ချင်းတွေနဲ့ပျော်ပါနေတဲ့အချိန်မှာမလင်ဒါကချာလီကိုလိုက်ရှာနေခဲ့ပြီးအိမ်ပြင်ထွက်ကြည့်တဲ့အချိန်မှာတော့မလင်ဒါလည်းချာလီတေးနေတာကိုတွေ့တော့လန့်သွားခဲ့ပါတယ်။နောက်တော့လူတွေကချာလီကိုဆယ်ထုတ်လိုက်ကြပြီးကယ်ဖို့လုပ်ပေမဲ့မမီတော့ပါဘူး။ခဏကြာတော့ရဲတွေကရောက်လာပြီးအခင်းဖြစ်ပွားတဲ့နေရာကိုစစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့တာကြောင့်ချာလီနဲ့အတူရှိနေတဲ့မီလင်ဒါကိုခေါ်ပြီးစစ်ဆေးနေခဲ့ပါတယ်။နောက်တော့ဘာသက်တည်ပြချက်မှမရှိတာကြောင့်ရဲတွေလည်းချာလီရေနစ်ပြီးတည်သွားတယ်လို့ပြောပြကားထွက်သွားလိုက်ပါတယ်။အိမ်ရောက်တော့ဝီတိုကမီလင်ဒါကိုချာလီအမှုနဲ့ပတ်သက်ပြီးကြောက်နေလားလို့မေးတော့မီလင်ဒါလည်းချာလီကိုတက်တာကဝီတိုဖြစ်တာကြောင့်မကြောက်ဘူးလို့ပြန်ပြောလိုက်ပါတယ်။နောက်နေ့မှာတော့ဝီတိုကတောင်တက်စပင်းကိုအေးအေးဆေးဆေးစီးနေတဲ့အချိန်မှာတော့ကာတစီသူ့နောက်လိုက်နေတာကိုတတိထားမိသွားပြီးသူ့သမီးရှိတဲ့ကျောင်းကိုသွားကကယ်လီနဲ့မစ္စတာဒွန်းကိုညနေကျအိမ်ကိုလာပြီးသမင်းစားဖို့ပြောလိုက်ပါတယ်။ညရောက်တော့မီလင်ဒါအိမ်မပြန်ခင်မှာဒွန်ကရောက်လာပြီးဝီတိုလည်းသူ့ကိုအိမ်အောက်ခေါ်သွားလိုက်ပါတယ်။နောက်တော့နှစ်ယောက်သားအိမ်အောက်မှာစကားပြောနေကြပြီးဝီတိုလည်းချာလီတေဆုံးမှုကိုမပေါ်ဖို့ဒွန်ကိုအကူကြီးတောင်းလိုက်ပါတယ်။နောက်ရက်ရောက်တော့ဝီတိုလည်းစေးနှမ်းမှလမ်းလျှောက်သွားနေရင်သူတွေ့ခဲ့တဲ့ကားကိုနောက်ထပ်တစ်ခါပြန်တွေ့ရပြီးကားထဲကြည့်လိုက်တဲ့အချိန်မှာတော့ကင်မရာတစ်လုံးနဲ့အခြားသတင်းအချက်လက်ပါတဲ့စာဆောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာဝီတိုလည်းအနီးနားကဆိုင်မှာမီလင်ဒါသစိန်ကောင်လေးနဲ့ထိုင်ပြီးစကားပြောနေတာကိုတွေ့တော့ဆိုင်ထဲဝင်သွားပြီးသူတို့နှစ်ယောက်ရဲ့စကားပိုင်းကိုဖျက်လိုက်ပါတယ်။ဝီတိုလည်းအဲ့ဒီလူနဲ့စကားပြောနေပြီးသူ့ရဲ့အလုပ်အကိုင်အကြောင်းကိုပြောပြလိုက်တော့အဲ့ဒီလူလည်းသူ့မှာကုမ္ပဏီရှိကြောင်းပြောပြလိုက်တဲ့အချိန်မှာဝီတိုကသူ့ကို business ကတ်တောင်းတော့အဲ့ဒီလူလည်းမပေးနိုင်တာကြောင့်အဲ့ဒီလူကစုံထောက်တယောက်ဖြစ်မှန်းတတိထားမိလိုက်ပါတယ်။တပတ်အကြာမှာတော့ဝီတိုကဒွန်ရဲ့အိမ်ကိုသွားပြီးသူနောက်ရောင်လိုက်ခံနေရမှန်းအကြောင်းစုံပြောပြပြီးဒွန်နဲ့သူ့ရဲ့ဇနီးကယ်လီတို့ကဝီတိုကိုစိတ်အေးအေးထားပြီးပြဿနာတစ်ခုကိုဖြေရှင်းပါလို့အကြံတွေပေးလိုက်ပါတယ်။အဲ့ဒီလိုနဲ့ဝီတိုကအိမ်ပြန်လာတဲ့အချိန်မှာသူ့ရဲ့ဇနီးမီလင်ဒါကအခြားကောင်လေးထိုနီဆိုတဲ့ကောင်နဲ့ထွက်သွားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီညမှာလည်းမီလင်ဒါကထိုနီနဲ့ပညာလုံးစကားပြောနေတာကိုဝီတိုကတွေ့သွားပြီးဒေါသထွက်နေခဲ့ပါတယ်။ပုံစံအတိုင်းပဲမီလင်ဒါကသူ့ရဲ့အိမ်ကိုညစားဖို့ထိုနီကိုဖိတ်လိုက်ပြီးထိုနီကသူမရဲ့ဘဝမှာပထမဆုံးအကြိမ်အိမ်ခေါ်လာတဲ့အမေရိကန်လူမျိုးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဝီတိုကတော့ရင်ထဲမှာဒေါ်တွေပွားနေပြီးသူ့ရဲ့ဒေါသကိုအပြုံးနဲ့ဖုံးကွယ်ထားတာကြောင့်ထိုနီလည်းတတိမထားမိပဲအဲ့ဒီလိုနဲ့သူတို့လည်းအရက်တွေတောက်ကြပြီးမီလင်ဒါကထိုနီကိုပြုစုပေးနေတာကြောင့်ဝီတိုလည်းပိုပြီးတဝွန်တိုလာခဲ့ပါတယ်။နောက်တော့ဝီတိုကထိုနီနဲ့ကားအတူတူစီးပြီးတောထဲကိုထွက်သွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာဝီတိုကမီလင်ဒါနဲ့ဆက်ဆံရေးအကြောင်းနဲ့ပတ်သက်ပြီးထိုနီကိုမေးလိုက်ပေမဲ့ထိုနီကတော့အဖြေမှန်ကိုမပြောပြဘဲတိမ်ပြီးပြောနေခဲ့ပါတယ်။တောထဲတနေရာရောက်တော့ဝီတိုကကြောက်ခဲယူပြီးထိုနီကိုပြစ်လိုက်ကအဲ့ဒီအချိန်မှာပဲဝီတိုလည်းသူ့ရဲ့မိန်းမနဲ့ပတ်သက်နေတဲ့ထိုနီကိုတက်ပစ်လိုက်ပါတယ်။ဝီတိုကထိုနီရဲ့အလောင်းကိုဖျောက်ရတဲ့မြစ်ကြီးရှိရာကိုဆွဲသွားပြီးထိုနီရဲ့အလောင်းကိုလည်းကြောက်တုံးနဲ့ချီပြီးတော့မြစ်ထဲဆွဲချလိုက်ပါတယ်။မြစ်ထဲဆွဲမချခင်မှာထိုနီရဲ့ပိတ်ဆံအိတ်ကိုဝီတိုကယူထားလိုက်ပါတယ်။နောက်ရက်ရောက်တော့ဝီတိုရဲ့သမီးပျော်ပွဲထွက်ချင်နေပြီးထိုနီသေးတဲ့မြစ်ကိုတော့ဖို့သူ့အဖေကိုပူစားတာကြောင့်ခရီးထွက်လိုက်ရပါတယ်
ဗီထိုလည်းသူသမီးစောနေတဲ့အချိန်မှာမီလင်ဒါနဲ့စကားပြောနေပြီးဗီထိုကသူမရဲ့ဖြစ်တည်မှုကိုအကုန်လုံးလက်ခံနိုင်တဲ့အကြောင်းမလင်ဒါကိုပြောပြလိုက်ပါတယ်ဗီထိုကသူခိုးပြီးရိုက်ထားတဲ့ပုံကိုပြပြီးသူမကိုပဲအချိန်နေပဲဖြစ်ဖြစ်ပြမသွားပဲဆက်ချင်နေမယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာသူသမီးကထိုနီကိုပြစ်ခဲ့တဲ့နေရာမှာစောနေတာကြောင့်ဗီထိုလည်းသူသမီးကိုပြန်ခေါ်ပြီးထိုနီအလောင်းပြန်ပေါ်လာမှာကိုစိုးရိမ်နေခဲ့ပါတယ်ချက်ချင်းပဲဝီထိုလည်းသူမိသားစုကိုခေါ်ပြီးအိမ်ပြန်လာလိုက်ပါတယ်။နောက်တော့ဝီထိုလည်းသူ့ရဲ့စက်ဘိန်းနဲ့ပြန်လာပြီးထိုနီရဲ့အလောင်းကိုတေချာပြန်မြုပ်ဖို့လုပ်နေလိုက်ပါတယ်။တစ်ဖက်မှာလည်းသူမိန်းမကထိုနီရဲ့ပိတ်ဆံအိတ်ကိုရှာတွေ့ပြီးဝီထိုကထိုနီကိုပါတက်လိုက်တဲ့အကြောင်းသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဝီထိုကအလောင်းကိုမြုပ်နေတဲ့အချိန်မှာဒွန်ကရောက်လာပြီးလူတေအလောင်းရဲ့လက်ကပေါ်လာတဲ့ကြောင့်ဝီထိုလူတက်နေတာကိုတွေ့တော့ကြောက်ပြီးထွက်ပြေးလိုက်ပါတယ်။ဝီထိုလည်းဒွန်ရဲ့ကားနောက်ကိုစက်ဘိန်းနဲ့လိုက်နေတာကြောင့်မမီနိုင်ပဲဗီထိုကဖြက်လန်းကနေလိုက်သွားပြီးကားရှိကိုရုတ်တရက်ပေါ်လာတဲ့ကြောင့်ဒွန်ကကားကိုမထိန်နိုင်ပဲကားမောက်ပြီးတည်သွားခဲ့ပါတယ်။သူရဲ့ကိစ္စပြီးတော့ဝီထိုလည်းအင်ကိုပြန်လာပြီးမီလင်ဒါကလေကားထက်မှထိုင်ဆောင်နေတဲ့စက်ကအစကတွေ့ရတဲ့အပိုင်းဖြစ်ပြီးမီလင်ဒါကအိမ်ပေါ်တက်သွားကထိုနီရဲ့ပိတ်ဆံအိတ်ကိုမီရှို့ပျက်စီးလိုက်ပါတယ်။အဲ့ဒီလိုနဲ့စက်ကလည်းအဆုံးသက်သွားပြီးဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်သွားပြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ